အဲ့လိုclient pitch တယ်ဆိုတာကွာတကယ်တမ်းအဲ့ဒီစော်လိုက်တာနဲ့တူစော်လိုက်ဖွင့်ရင် client pitch တယ်မနောက်ဘာလို့လဲဆိုတော့ဟိုစော်လိုက်မယ်ဆိုလို့ရှိရင်ကွာဒီတိုင်းလိုက်လို့မရဘူးတင်မကိုကြိုက်တဲ့စော်ကွာနားလေဖို့လိုဒီစော်လေးဘာကြိုက်တက်လဲဘယ်သွားတက်လဲဘာလုပ်တက်လဲဘယ်သွားတက်လဲဘာလာတက်လဲပေါ့တင်မအဲ့လိုမျိုးစသဖြင့်ဒီကောင်မလေးရဲ့ချက်လက်တွေကိုသိနေဖို့လိုအဲ့တော့ဘာလုပ်ဖို့လိုလဲနည်းစဉ်းစားကြည့်ကောင်မလေးကြောင့်စုံစမ်းမှုလိုကောင်မလေးကြောင့်စုံစမ်းပြီးတော့မှကောင်မလေးကြောင့်သိအဲ့ခါကျတော့မှဘာလုပ်လို့ရမလဲဆိုရှင်ကောင်မလေးကိုဝင်လုံးလို့ရတာမန်ကြီးဝင်လုံးလို့ဆိုလို့ရှိရင်တော့ပိုက်ခံမှာပေါ့ဘာဖြစ်မလဲတော့မပြောတတ်ဘူးပေါ့ဒါပေမဲ့ပိုက်ခံဖို့ chance များတယ်ကိုမျက်နှာစောင်းချောနေတော့မပြောတတ်ဘူးမင်းလူဖြောင်ကြီးဒါမှမဟုတ်တင်မှာစော်ဖြောင်ကြီးဆိုရင်တော့တစ်မျိုးပေါ့အဲ့လိုမဟုတ်ဘဲနဲ့ရုပ်ကလည်းချောမနေဘူးအဲ့တော့မှကိုကြိုက်လိုက်တဲ့စော်ဒီဆောင်းလဲနေတဲ့စော်ဒီအဲ့ဒါကိုရုပ်တည်နေဝင်ပြီးဟဲ့ငါနေချစ်တယ်တော့ပြောရင်တေချာတယ်ငင်းခံမှာ project လိုက်တယ်ဆိုတာလည်းအဲ့လိုကိုက high ticket client ကိုလိုက်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီ high ticket client ဘာကြိုက်တယ်လဲဘာလုပ်တယ်လဲသူတို့ရဲ့လုပ်ငန်းမှာဘာတွေလိုအပ်နေလဲစသဖြင့်ကိုရီးယား research လုပ်ဖို့လိုအပ်တယ် research လုပ်တဲ့အချိန်မှာဒီသက်ဆိုင်ရာ client ရဲ့ industry နဲ့လိုက်ပြီးတော့ကိုရီးစီမှာ domain knowledge ရှိဖို့လိုတယ် domain knowledge ဆိုတာဒီထားပါတော့ကားလုပ်ငန်းတစ်ခုကိုသွားပြီးတော့ project pitch မယ်ဆိုလို့ရှိရင်ကားလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကိုကသိရဖို့လိုတယ်စားသောက်ဆိုင်နဲ့ပတ်သက်ပြီးတော့ကိုက project pitch လုပ်မယ်ဆိုလို့ရှိရင်စားသောက်ဆိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရဖို့လိုတယ်အဲ့ခါကျတော့မှဒီ client ကဘာ pain point တွေရှိလဲနောက်ပြီးတော့ဘာတွေ improvement လုပ်လို့ရမလဲဆိုတဲ့ဟာတွေကိုကိုရီးယား suggest လုပ်ပြီးလို့ရမှာအဲ့လိုမသိဘဲနဲ့ရောင်းလို့ရလားဆိုတော့ရတယ်ဒါပေမဲ့ထိုးရောင်းလို့မျိုးဖြစ်နေလိမ့်မယ်အဲ့ဒါတော့ recommend မပေးဘူးပေါ့ဆိုတော့အကိုတို့ဒီမှာ service ပေးရဆိုလို့ရှိရင်လည်းအကိုတို့နားလေတဲ့ဒီကျွမ်းကျင်တဲ့ industry ကိုပို့ပြီးဦးစားပေးပြီးတော့လိုက်တကယ်လို့ကိုလာအပ်တဲ့ client ကကိုမကျွမ်းကျင်တဲ့industry ကဖြစ်နေရဆိုလို့ရှိရင်အကိုတို့ဘာလုပ်လဲဆိုလို့ရှိရင်တို့ကိုပုံမှန်လင်းပြောတယ်ကျွန်တော်တို့ဒီမှာဒီ industry နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံမရှိဘူးအဲ့တော့ကြောင့်မလို့ကျွန်တော်တို့ကိုအချိန်ဒီ3-4လတချို့ဟာတွေဆို6လလောက်အချိန်ပေးကျွန်တော်ဒါကိုလေ့လာပေးမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒါကို implement လုပ်ပေးမယ်ဆိုပြီးတော့ပြောတယ်ဒါကတော့ဒီကိုက sales သမားတယောက်အနေနဲ့ကျင့်သုံးရမယ့်ဟာပေါ့နော်ဘာလို့လဲဆိုတော့ client မလိုတဲ့ဟာကိုရောင်းတဲ့ဟာကိုကိုယ်တိုင်လည်းသိမနေတဲ့အတွက်ကြောင့် client ကိုရောင်းတဲ့အချိန်မျိုးမှာဘယ်လိုပြောမလဲ ethical နဲ့မညီတဲ့ဟာမျိုးခံစားရတယ်ကွာကိုယ်တိုင်လည်းသိမနေဒါကြီးကိုအတင်းထိုးရောင်းနေဆိုတာအဓိပ္ပာယ်မရှိဘူးကွာသိနေဆိုတော့ကိုပေးတဲ့ဆေးကိုကိုယ်တိုင်စားကြည့်အဲ့လိုမျိုးကောင်းနေဆိုတော့မှclient ကိုပေးတာမျိုးမှဒီဘယ်လိုပြောမလဲကောင်းတယ်လို့သတ်မှတ်လို့ရပါတော့ဆိုတော့အဲ့အချိန်မှာကောင်မလေးကိုရီးသားစကားတော့ပြောတဲ့အချိန်မှာပါဇက်နဲ့လည်းတော့ပြောလို့ရတယ်လို့ရီးသားစာရေးပြီးတော့လည်းပြောလို့ရတယ်ရီးသားစာရေးတဲ့အချိန်မှာဘာနဲ့တူလဲဆိုလို့ရှိရင် proposal ရေးတာနဲ့တူတယ် proposal ဆိုတာကလည်းဟိုပါပဲလေဒီမျိုးအဲ့တော့ဒီ business ဖြစ်တဲ့အတွက်ကြောင့်ကောင်မလေးမဟုတ်ဘူး business ဖြစ်တဲ့အတွက်ကြောင့်လို့ချစ်ချောင်းတွေသွားရေးလို့မရအောင်ဒီ proposal တစ်ခုပြင်ပြီဆိုလို့ရှိရင်ဘာလုပ်ရလဲဆိုရင်ပထမဦးဆုံးသူတို့ရဲ့ market ကိုဘယ်လောက်နားလဲပါလဲဆိုတဲ့အကြောင်းကိုကရေးရတယ်ထည့်ရေးရတယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်သူတို့လုပ်ငန်းကိုဘယ်လောက်နားလဲအကြောင်းကိုကရေးရတယ်အဲ့နှစ်ခုပြီးသွားပြီဆိုလို့ရှိရင်ကိုပေးမဲ့ဒီ service နဲ့ပတ်သက်ပြီးတော့သူတို့စီမှာဘယ်လိုမျိုး pain point တွေရှိနေလဲကိုရီးယားဘယ်လိုမျိုး service တွေနဲ့ဒီ pain point တွေကိုဖြည့်ရှင်းမဲလဲဆိုတဲ့ဟာမျိုးကိုရေးရတယ်အဲ့ရနေနောက်တစ်ဆင့်ဘာထက်ရေးရလဲဆိုလို့ရှိရင်ဒီခုနပြောတဲ့ဒီ service deliver လုပ်မဲ့service scope တွေပါရမယ်နောက်ပြီးတော့ timeline တွေပါရမယ်နောက်ပြီးတော့ကုန်ကြမဲ့ investment timeline တက်ဟိုတွေပါရမယ်ပေါ့နော် investment terms တွေပါရမယ်project တစ်ခုကလာလိုက်ချီပြီးကြာတာမျိုးဖြစ်နိုင်တယ်လို့ဈေးရန်ကြီးရဲ့ project တွေမျိုးလည်းဖြစ်နိုင်တယ်ချို့ project တွေဆိုလို့ရှိရင်3,600နေစားတဲ့ဟာမျိုးတွေရှိရကွာဆိုတော့အဲ့လို project မျိုးတွေဆိုလို့ရှိရင် payment terms ကိုတစ်ခါတည်း 100% မပေးတာမျိုးများတယ်အဲ့တော့ milestone လေးတွေနဲ့ခွဲပြီးတော့ငါတို့ဘက်ကအလုပ်ကိုဘယ်လောက်အထိငါတို့လုပ်ပေးမယ်
ဒီလောက် milestone တစ်ခုကိုရောက်ရင်ငါတို့ကိုဒီလောက် percent ခြေပေးရမယ်နောက်ထပ် milestone ကိုရောက်တယ်ဆိုလို့ရှိရင်ဘယ်လောက်ထပ်ခြေပေးရမယ်စသဖြင့် project handover လုပ်တဲ့အချိန်ကြလို့ရှိရင်လည်းဘယ်လောက်ဖြေပေးရမယ်ဆိုတဲ့ဟာမျိုးကိုအခုတို့ကသတ်မှတ်ပြီးတော့ဒီတခါလေး proposal တွေမှာထည့်ရေးပေးတင်တယ်ပေါ့နော်ဆိုတော့ဒါမှဒီ proposal တစ်ခုကိုဖတ်လိုက်ပြီဆိုတာနဲ့ client အနေနဲ့ကကိုရီအပေါ်မှာကွာငါတို့အမဲ့ service provider ချွေးနေရမဟုတ်ပါလားသူ market ကိုလည်းတေချာနားလေတယ်ငါတို့ business ကိုလည်းတေချာနားလေတယ်သူဘယ်လို action plan တွေတည်လာလဲဆိုတာလည်းတခါလေးချပြပေးထားတယ် investment terms တွေကိုလည်းတေချာရေးထားပြီးတယ်ဆိုတဲ့အတွက်ကြောင့်မလို့အဲ့လိုပုံစံ portfolio တော့ဖြစ်တယ် proposal ဆိုလို့ရှိရင်က winning chance များတယ်တခြားဒီ quotation ထုတ်ပေးလိုက်တဲ့ဟာမျိုးထက်စားလို့ရှိရင်digital marketing agency တွေမှာပဲဖြစ်ဖြစ်တချို့ agency တွေမှာပဲဖြစ်ဖြစ်ပေါ့နော်တခြားဒီလုပ်ငန်းတွေမှာဆိုလို့ရှိရင်ဒီ tier like package သတ်မှတ်ထားတာရှိတယ်ထားပါတော့basic package ဆိုဘယ်လောက်နောက်ပြီးတော့ဒီ premium package ဆိုဘယ်လောက် diamond package ဆိုဘယ်လောက်စသဖြင့်အဲ့လို package တွေခွဲပြီးတော့basic package မှာဆိုလို့ရှိရင် post 3 post တင်ပေးမယ်တို့ဒီ story ဘယ်နှ post တင်ပေးမယ်စသဖြင့်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေအလုံးမဖြစ်ဘူးလားဆိုတော့မဖြစ်တာတော့မဟုတ်ဖြစ်နေသူ့ရက်နဲ့သူ့ဇက်ပေါ့နော်ဒါပေမဲ့အကိုတို့လိုက်မဲ့ client တွေမှာအကိုတို့အဲ့လိုသွားလုပ်လို့မရဘူးဘာလို့လဲဆိုတော့အကိုတို့မှတ်ထားမှာ marketing မှာ one size fit all ဆိုတာမျိုးမရှိဘူး marketing မှာပဲဖြစ်ဖြစ် branding မှာပဲဖြစ်ဖြစ်လုပ်ငန်းချင်းတူနေတော့လုပ်ငန်းချင်းတူနေတယ်ဆိုတာစားတော့ဆိုင်ကွာဒီ client A ကလည်းစားတော့ဆိုင်မယ် client B ကလည်းစားတော့ဆိုင်မယ်စားတော့ဆိုင်ချင်းတူနေရဆိုရင်တော့သူတို့ဖွင့်ထားတဲ့နေရာ data မတူနေရာ data မတူတဲ့အတွက်ကြောင့်မလို့ market မတူနောက်ပြီးတော့စားတော့ဆိုင် type ပေါ်မှာမူတည်ပြီးတော့ Asian အစားအစာရောင်းတာလား Japan အစားအစာရောင်းတာလား Arabic အစားအစာလားစသဖြင့်စားတော့ဆိုင်မျိုးစားတွေကွဲတယ်နောက်ပြီးဟိုဘက်လုပ်ငန်းလေပတ်တဲ့ဒီ standard operation procedure တွေလို့ SOP တွေမတူလို့ပဲဒီဘက်မှာရှိတဲ့ SOP တွေလည်းမတူနိုင်ဆိုတော့လုပ်ငန်းချင်းတူနေတော့လုပ်ငန်းလေပတ်တဲ့ပုံစံတွေဒီခုနပြောတဲ့ market တွေမတူတဲ့အတွက်ကြောင့်မလို့ဒီ package A က client A မှာအလုပ်ဖြစ်တယ်ဆိုပေမဲ့အဲ့ package A ကို client B ကိုသွားရောက်လို့မရဘူးဘာလို့လဲဆိုတော့ client A မှာကြုံနေရတဲ့ပြဿနာက client B မှာကြုံနေရတာနဲ့မတူဘူးလေအဲ့တော့ဒီမှာဒီ client A ကလည်းဒီဈေးတဲ့အတွက်ကြောင့်မင်းတို့လည်းဒီဈေးတောက်ဆိုပြီး client B ကိုသွားပေးလို့မရဘူးအဲ့တော့ကိုကဘာပြန်လုပ်ရလဲဆိုလို့ရှိရင် client B အတွက်သူနဲ့တင့်တော်တဲ့ဒီ service scope ကိုကိုတို့ပြန်ပြီးတော့လုပ်ပေးရတယ်အဲ့တော့ကြောင့်မို့ကိုတို့ကဘာလုပ်ရလဲဆိုလို့ရှိရင်ခုနလိုပြောလို့ပေါ့နော်ကောင်မလေးအကြောင်းကိုကိုတို့ကသိအောင်လုပ်ရတယ်ဆိုတာ research လုပ်တာနဲ့အတူတူပဲဒီသူတို့ market မှာဘာတွေဖြစ်နေလဲသူတို့စားတော့ဆိုင်မှာဘယ်လိုမျိုးတွေရှိနေစသဖြင့်အဲ့ကောင်တွေကိုအခုတို့ဘာလုပ်ရလဲဆိုတော့ research လုပ်ရတယ်ပြီးရင်သူတို့လက်ရှိဘာအခက်အခဲတွေကြုံနေရလဲဆိုတဲ့ဟာကိုအခုတို့ထပ်ပြီးတော့ audit ဝင်ရတယ်တော့ audit ဝင်နေဆိုတာဒီကောင်မလေးဒီမှာဘယ်လိုအားနည်းချက်ရှိလဲပေါ့တင်မှာကောင်မလေးအားငယ်နေလားဘယ်လိုအချိန်မှာငါဝင်လုံးအကောင်းမလဲစသဖြင့်အဲ့လိုမျိုးရှာလို့ပေါ့နော်ဒီ brand တစ်ခုလည်းအခုတော့ audit ဝင်ရတယ် audit ဝင်တဲ့အချိန်မှာသူလက်ရှိမှာဘာတွေလုပ်နေလဲဘာတွေကအလုပ်မဖြစ်နေဘူးလေဘာတွေကတော့အလုပ်ဖြစ်နေတယ်ဘယ်ဟာကိုတော့ဖြုတ်ရမယ်ဘယ်ဟာကိုတော့တက်ရမယ်စသဖြင့်အဲ့လိုမျိုး audit တွေဝင်ပြီးတော့သူတို့ကိုတကယ် action plan နဲ့ချပြရမယ်ချပြတဲ့အချိန်မှာလည်းဒီကမင်းတို့ဒီဟာကိုပြောင်းလဲလို့ရှိရင်ဒီလိုပုံစံ transformation ဖြစ်သွားမယ်ဆိုတဲ့ဟာမျိုးအထိကိုချပြနိုင်ကောင်းတယ်အဲ့ဒါမှဒီ client တွေအနေနဲ့ကစာတွေကြီးပဲကြည့်ရတာမဟုတ်တော့ဘဲねသူတို့မျက်လုံးထဲမှာမြင်သွားတယ်ငါတို့ဒီလူကိုဒီ service အပ်လိုက်လို့ရှိရင်ဒီ agency ကိုဒီ service အပ်လိုက်လို့ရှိရင်ဒါမျိုးတွေပြောင်းလဲလာမှာပဲဆိုပြီးသူတို့အနေနဲ့ဘယ်ပြောမလဲတခါလေးတန်းမြင်သွားနိုင်တယ်အဲ့တော့ကြောင့်မလို့အခုတို့က proposal ထဲမှာခုနလိုပြောလို့audit တွေပါတယ် research တွေပါတယ် action plan တွေပါတယ်အဲ့ဒါတွေပါတဲ့အတွက်ကြောင့်မလို့အခုတို့ကဘာလုပ်ဖို့လိုလာလဲဆိုလို့ရှိရင်ကိုပြန်ကာဖို့လိုလာတချို့ client တွေကအထူးသဖြင့်မြန်မာ client တွေကို pitch တဲ့အချိန်မှာပို့ပြီးသတိထားရတယ်ဘာလို့လဲဆိုတော့မြန်မာပြည်မှာ copyright လည်းမရှိသလိုဒီသူများရဲ့ညာနာခွန်အားကိုခိုးယူလွယ်တကူခိုးလိုက်ဖို့ကဝင်မလေးကြအောင်အဲ့တော့ကြောင့်မလို့ကိုရီးယား proposal ထဲမှာ action plan တွေပါတခါတည်းထည့်ထားပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့က proposal တောင်းတယ်အဲ့ proposal ရဖို့အတွက်အခုတို့အနည်းဆုံး9ရက်လောက်အချိန်ကုန်ရတယ်တချို့ project ကြီးတဲ့ဟာတွေဆိုလို့ရှိရင်ကို1လလောက်အချိန်ကုန်ဆိုတော့အဲ့ဒါကြီးလည်းပြီးသူတို့ကအဲ့ proposal plan ကြီးကိုယူသွားပြီးတော့သူတို့ကိုယ်တိုင်သူတို့ implement လုပ်တဲ့ဟာမျိုးတွေရှိတယ်အဲ့မျိုးတွေကြုံရလိမ့်မယ်နောက်ပိုင်းကျရင်အဲ့တော့အခုတော့ proposal မပို့ခင်ဘာတစ်ဆင့်ခံရလဲဆိုလို့ရှိရင် NDA ထိုးတယ်ဆိုတဲ့ဟာကိုခံရတယ်ညီမတို့ထိုးခိုင်းတာဒီစာချုပ်လိုမျိုးပေါ့နော်ဆိုတော့အဲ့ဒီထဲမှာဆိုလို့ရှိရင်
ပါမဲ့ terms တွေရှိရပါတော့ငါတို့ဒီရာဒီငါတို့ဒီ contract ကိုမချုပ်မချင်းငါတို့ရဲ့အပိုင်းဒီ idea ဒီငါတို့ရဲ့အပိုင်းဖြစ်ပါတယ်ဆိုတဲ့ဟာမျိုးအဲ့ဒါကိုသဘောတူပါတယ်ဆိုတဲ့ဟာမျိုးတွေကိုချုပ်ရတယ်နောက်ပြီးတော့ဒီ meeting မှာပြောလိုက်တဲ့စကားတွေအကုန်လုံးကို confidential အနေနဲ့သတ်မှတ်ဖို့စသဖြင့်အဲ့လိုမျိုးပေါ့နော်ဒီ NDA တွေထိုးလာဖို့လိုအပ်တယ်မထိုးလာဘူးဆိုလို့ရှိရင်ဘာဖြစ်နိုင်လဲဆိုလို့ရှိရင်ခုနကပြောတဲ့ပြဿနာမျိုးဖြစ်နိုင်တယ်ထားပါတော့ဒီ project တော့ pitch လိုက်တယ် project ရသွားတယ် project ရသွားရင်အဲ့ဒီကိစ္စကမပြီးသေးဘူး project ရသွားပြီဆိုလို့ရှိရင်တော့မှအခုတော့တစ်နှစ်စာ plan ဆွဲလိုက်တယ်အဲ့တစ်နှစ်စာ plan ကို client အောင်ချပြလိုက်ရဒီမှာမင်းတို့တစ်နှစ်စာ plan marketing ဒါမှမဟုတ် branding ပြီးတော့2လလောက်နေလဲကြာလဲကြာသူတို့ကအဲ့ကိုရီးယား service ကို cancel သွားတဲ့ဟာမျိုးရှိတတ်တယ်ဒါအရင်တော့အခုခံရပြီးသွားပြီပေါ့နော်ဆိုတော့အဲ့တော့လည်း junior လေး freelancer လေးဆိုတော့ဘာမှမသိဘူးအဲ့တော့ကိုရီးယားတော့တင်မလား plan လိုင်းသားကြီးဆွဲပြီးတစ်နှစ်စာလောက်ဆွဲပြီးတော့2လလောက်လဲကြာလဲကြာ client လစ်သွားဘာစာချုပ်စာလည်းမလည်းမရှိတဲ့ဟာမျိုးအဲ့တော့စပြီဆိုတာနဲ့အကိုတို့စီမှာ agreement တွေကိုတည်တည်ချာချာလေးရေးဖို့လိုတယ်ဒီစာချုပ်ဒီsorry ဒီ service ကိုအပ်တဲ့တော့ဒီ service ရဲ့တက်တန်းဒီ6လဒါမှမဟုတ်တစ်နှစ်အဲ့ဒီမှာတကယ်လို့တစ်နှစ်မပြည့်ခင် cancel သွားတယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးတွေဖြစ်တင်တယ်ဘယ်လိုမျိုးတွေရော်ကြီးတွေရှိမယ်ဆိုတဲ့ဟာမျိုးထည့်တင်တယ်နောက်ပြီးတော့ငွေအကြေမချေရသေးတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ဒီညာနာမိုဘိုင်ငွေတွေကိုကိုရီးယား organization ကပိုင်ပါတယ်ဆိုတဲ့ဟာမျိုးတွေကိုကိုရီးယားအိစာချုပ်ထဲမှာပါမပါစစ်တင်တယ်ဟိုဒါက client ကိုချုပ်ချင်လို့မဟုတ်ဘူး client ကိုလည်းမနစ်နာအောင်ကိုလည်းမထိခိုက်အောင်ကိုရီးယားရေးရ contract ဆိုတာအဲ့လိုမျိုးရေးရတာကွာဘာလို့လဲဆိုတော့ဟိုရေးတတ်ရင်ရေးတတ်လို့နှစ်ဦးနှစ်ဖက်လုံးတော့အကာအကွယ်ရတယ်ညစ်တက်ရင်ညစ်တက်တယ်လို့လည်းတစ်ဖက်ဆောင်နေရေးလို့ရတဲ့ contract တွေရှိတယ်အဲ့တော့ကြောင့်မလို့ဒီစာချုပ်စာတမ်းနဲ့ပတ်သက်လို့ရှိရင်မပေါ့နဲ့တကယ်နားလေတဲ့သူတွေကိုပေးပြီးတော့ဖတ်အဲ့ကနေမှတစ်ဆင့်သူတို့စီကအကြံဉာဏ်တောင်းပါတော့အကိုတို့မှဒီတချို့အရန်ကြီးတဲ့ project တွေဆိုလို့ရှိရင်ဒီ contract လုပ်ဖို့အတွက်ကိုကိုလိုရှေ့နေတွေကိုအကြံဉာဏ်လှမ်းတောင်းရတဲ့ဟာမျိုးရှိတယ်ဆိုတော့ဒါ project ဟိုဟာပြင်ဆင်တဲ့ပုံစံပေါ့နော်ဆိုတော့ project pitch တဲ့အချိန်မှာအရေးကြီးဆုံးကကိုယ့်ကို confident ကောင်မလေးကိုကြိုက်တဲ့ကောင်မလေးကိုရေးစားစကားတော့ပြောလို့ရှိရင်တကယ်ရှက်တယ်လို့ကြောက်တယ်လို့ယွန်းတယ်လို့လုံနေလို့ရှိရင်ကောင်မလေးဘက်က impression down နိုင်အဲ့တော့ကြောင့်မို့ကိုကဘာလုပ်ဖို့လိုလဲဆိုရင်ကောင်မလေးကိုခြေရေးဆိုတဲ့အချိန်မှာတက်မှာမျိုးလုံးလေးကိုစောက်အောင်ကြည့်ပြီးတော့တင်မှာရှုံဝေအောင်ပြောပြပြီးတော့မှဘလို့ချစ်ကြောင်ဘလို့ကြိုက်ကြောင်ပြောတယ်လို့ပဲကိုတို့ project pitch တဲ့အချိန်မှာလည်း client တွေကိုယုံကြည်ချက်ရှိရှိနဲ့ငါတို့မင်းအောင်သိတယ်ငါတို့ဘာလုပ်နေလဲငါတို့သိတယ်အဲ့တော့ကြောင့်မလို့ဒီမှာငါတို့ဒါရီလုပ်ပေးမယ်စသဖြင့်အဲ့လိုယုံကြည်ချက်ရှိနေတာ page ကွာအများဆုံးကြောမှာငွေစကားပြောမထွက်တာမျိုးတွေဖြစ်နိုင်တယ်နောက်ပြီးတော့ကိုထက်ဒီ status ကြီးတဲ့သူတယောက်နဲ့တွေ့တဲ့အချိန်ကြလို့ရှိရင်ကိုက nervous ဖြစ်နိုင်တယ်ဆိုတော့အဲ့ဒါမျိုးတွေကိုအစာပိုင်းတော့ဖြစ်မှာပဲနောက်ပိုင်းကျမှအတွေ့အကြုံစကားပြောရလိမ့်မယ်အစာပိုင်းကတော့ဖြစ်တာပြဿနာမဟုတ်နောက်ပိုင်းကျရင်ကိုယ့်ကိုတဖြည်းဖြည်းပြင်အဲ့ဒါလေးသတိထားပြီးပြင်အဲ့ဒါကြီးဖြစ်တတ်တယ်ဟိုခုနကပြော nervous ဖြစ်တတ်တယ်အဲ့အတွက်ကြောင့်မလို့ကိုယ်ကောင်းထဲမှာတွေးရမှာကိုကဒီ project ကိုစလိုက်ခတဲ့က sales သမားတယောက်အနေနဲ့လိုက်တာမဟုတ်ဘူး consultant တယောက်အနေနဲ့ကိုကဝင်လာတာသူတို့ရဲ့အခက်အခဲကိုဖြေရှင်းပေးနိုင်တဲ့ဒီ solution ပေးနိုင်တဲ့လူတယောက်အနေနဲ့လာဒီ project ကြီး project ကြီးမရောက်အောင်လို့ကိုတွေဘာမှမဖြစ်တော့အဲ့လိုစိတ်ကိုတွေးတာမဟုတ်လို့ရှိရင်အသေးအတန်ဟိုအောက်ကနေထိုးရောင်းတဲ့ကောင်မျိုးတွေရှိတယ် project မရအောင်လိုက်ပြီးတော့တင်မှာကိုရဝယ်ပါဆိုပြီးဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာပြည်မှာဘာဖြစ်တယ်ဆိုတော့ sales လုပ်လို့ရှိရင် sales သမားဖုန်းခေါ်ပြီးစားတယ်ညီလေးကိုမအားသေးလို့ဒါပဲတော့ဆိုပြီးဖုန်းချပါကြတယ်ဆိုတော့အဲ့လိုမျိုး sales သမားတွေပေါ်ကိုမျက်မုံးကျိုးတယ်ဆိုတာအဲ့လိုကောင်းကြီးကြောက်ဆိုတော့အကိုတို့ကအဲ့တန်သားတွေမှမဟုတ်ဘူးအကိုတို့သွားမဲ့အကိုတို့ရောင်းမဲ့ client ဒီ high ticket ဖြစ်တယ် high ticket ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့သွားတဲ့အချိန်မှာလည်းဒီဈေးဘက်ကောင်းရပြီးရောင်းလို့မရတယ်လို့ပဲအကိုတို့တေချာလေးပြင်ဆင်မှုတွေလုပ်လာတယ်ပြင်ဆင်မှုလုပ်ထားတဲ့သူတယောက်ကnervous ဖြစ်တယ်ဆိုတာရှားတယ်ဘာလို့လဲဆိုတော့ကိုကဒီ game ကိုဘယ်လိုကစားရမလဲသိနေရဆိုလို့ရှိရင်မကြောက်တော့ဘူးကွာလူကဘယ်အချိန်မှာအကြောက်တရားပေါ်လဲဆိုလို့ရှိရင်ဘာကြောရမလဲမသိတဲ့အချိန်မျိုးကြလို့ရှိရင်ကြောက်တယ်အဲ့တော့ကြောင့်မလို့ဟိုကိုရီးယားဒီ proposal ပြင်တဲ့အချိန်မှာတော်တော်လေးအားစိုက်ရတယ် research လုပ်ထားတယ် audit တွေလုပ်ထားတယ်အဲ့တော့ client ကဒီ meeting ထဲမှာတခုခု maybe ဟေ့ဆိုတာနဲ့ကို deck နဲ့ talk နဲ့ဖြေနိုင်အဲ့တော့ကြောင့်မလို့ဘာကြောက်စရာမလိုဘူးဆိုတော့သူကနဲ့သူ CEO ပဲဖြစ်နေဘယ်လိုလူပဲဖြစ်နေဘယ်လောက်ပဲချမ်းသာလူတွေပဲလူချင်းပဲစကားပြောနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရီးယားအရင်ကောင်းတယ်
ထည့်ထားစရာမလိုစကားပြောမှားပါမှလည်းစိတ်ပူစရာမလိုဘာလို့လဲဆိုတော့လူဆိုတာအမားနဲ့မကင်ဘူးကွာအဲ့တော့ကိုယ့်ရဲ့ confidence ကိုမကြွားစေနဲ့ပေါ့နော်ဆိုတော့နောက်တစ်ခါကျတော့ first impression ကတော့အရင်ရေးကြည့်ရဘာလို့လဲဆိုတော့အကိုလည်းအရင်တော့အဲ့ဒါလက်မခံဘူးအဲ့တော့နီးပညာလုပ်နေတဲ့ issue တွေဆိုတော့ဘာလို့မှလဲအင်ကြီးတွေဆိုတာစောက်ဘောတွေမှာဝတ်တာကုတ်တွေဆိုတာတင်မှာစောက်ယူတွေမှာဝတ်တာတောသားတွေဆိုပြီးတော့တကယ်တမ်းကြတော့မဟုတ်ဘူးကောက်ဖို့ပြောတာမဟုတ်ဘူးကိုကဒီ high ticket client ကိုလိုက်မယ်ဆိုလို့ရှိရင် high ticket client environment မှာဝင်ဆက်မှုလို့တယ်အဲ့လိုဝင်ဆက်မှုအတွက်ကိုယ့်ရဲ့ဒီနေထိုင်ဝတ်စားစင်ရင်မှုစကားပြောဆိုစသဖြင့်အဲ့ဒါတွေအကောင်လုံးကိုတွေက changes လုပ်ပြီးတော့ changes လုပ်ဖို့တော့မဟုတ်ဘူးเนาะသူတို့ ਨੇ လိုက်လုံးညီထွေရှိအောင်ကိုတို့ပြင်ထားဖို့လိုတယ်အဲ့ခါကျမှသူတို့ရဲ့အတိုင်းအဝိုင်းကိုတွေဝင်ဆက်မယ်လိုက်လုံးညီထွေမှုရှိမယ်အဲ့ချိန်ကျမှကိုတို့စကားပြောပိုကောင်းမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကွာhigh ticket client ကို top pitch တဲ့အချိန်မှာကိုသုံးတဲ့စကားလုံးတွေနောက်ပြီးတော့အမှုအရာတွေကပေါက်လို့ပေးသားဆန်နေရမျိုးဆိုလို့ရှိရင်အဆင်မပြေနိုင်အဲ့တော့ impression down ရနိုင်တယ် first impression down ရပြီဆိုတာ ਨੇ ကိုတွေ proposal ကြီးကဘယ်လောက်ကြီးပဲ land နေကြည့်တော့မှမဟုတ်အဲ့တော့ first impression ကအရင်အရေးကြီးတယ်ဆိုတော့ first impression နဲ့ပတ်သက်ပြီးတော့ဘာဆက်ပြောဖို့ရှိလဲဆိုလို့ရှိရင် elevator pitch ဆိုတာရှိတယ် elevator pitch ဆိုတာကြတော့ကိုတို့ဓာတ်လီကာစီးတဲ့အချိန်ခဏလေးအဲ့ဓာတ်လီကာစီးတဲ့အချိန်ခဏလေးအတွင်းမှာကိုကဘာတူလဲဘာလုပ်လဲဆိုတဲ့ဟာမျိုးကို potential ရှိတဲ့ client ကိုသိအောင်ပြောပြတဲ့ pitch မျိုးဆိုလိုတာအဲ့မှာချက်ချင်း sales ရမယ်လို့မပြောလို့ဒါပေမဲ့အဲ့ရဲ့ဒီ elevator pitch တွေရဲ့ objective ဒီ potential client ဒီကိုဘာလုပ်နေလဲသိနေရမယ်ဘာ service ပေးနေလဲဆိုတာသိနေရမယ်နောက်ပြီးတော့သူ့အနေနဲ့ဖြတ်ကနေမှတ်မိအောင်ကိုဒီအနေနဲ့ကဘာချန်ပေးခဲ့ရလဲဆိုလို့ရှိရင်ဒီ signature တစ်ခုချန်ပေးရဒါကိုရဲ့ personality ကနေကိုယ့်ကိုပြန်ပြီးတော့ကြည့်အကိုဆိုလို့ရှိရင်ကိုကအမြဲတမ်းပြုံးနေတောင်းပထမဆုံးစတွေ့ရသူဆိုလို့ရှိရင်အကိုသတိထားမိရအဲ့လိုဖြီးနေပြုံးနေမဟုတ်အပြုံးဆိုရင်တော့လှနေမှာကိုကဖြီးနေအဲ့တော့အဲ့ဖြီးနေတဲ့ဟာကိုသူကသတိမှတ်မိကြတယ်အခုအရင် sales manager ဆိုလို့ရှိရင်သူ့ကိုပထမဆုံးတွေ့တဲ့သူတိုင်းကဘာကိုသတိထားမိလဲဆိုလို့ရှိရင်သူ့ရဲ့ရည်တန်းသူ့ရည်တန်းတောင်းလူနဲ့မတူဘယ်သူမှလည်းအဲ့အတန်ကိုအခုချိန်ကြီးအပြင်မှာမကြားဘူးသေးဘူးဆိုတော့အဲ့လိုမျိုးသူ့ရဲ့ signature လေးရှိအဲ့ဒါလေးခြံခဲ့ကြခြံခဲ့လို့ရှိရင်သူ့စီကနေဖုန်းနံပါတ်ရအောင်တောင်းကိုဘာလုပ်နေလဲဆိုတာ तू သိအောင်ပြောခဲ့ဒါပဲပြီးပြီအဲ့ဒီအချိန်ကျလို့ရှိရင်နောက်ပိုင်းသူ့ကိုဖုန်းပြန်ပြီးတော့ဆက်တဲ့အချိန်ကျလို့ရှိရင်အခုမင်္ဂလာပါဟိုတနေ့ကလေကျွန်တော်တို့ဒီမှာဒီလိုတွေ့ခဲ့တယ်ဒီတယောက်ပါဆိုတဲ့ဟာမျိုး तू ချက်ချင်းတန်းပြီးတော့မြန်မာတန်းမိအောင်အခုတို့ကလှုပ်ထားခဲ့ရမဟုတ်လို့ရှိရင်ညီလေးဘယ်သူလဲမသိဘူးအခုမမှတ်မိလို့ sorry နော်ဆိုတဲ့ rejection တွေကိုခံရနိုင်တယ်ကွာအဲ့တော့ဒါ elevator pitch အဲ့ elevator pitch ကနေပြီးတော့အများကြီးဖြစ်လာတယ်ပေါ့နော်ဘာလို့လဲဆိုတော့တခါလေကိုတို့လမ်းမှာတွေ့လိုက်တယ်အခုမင်္ဂလာမှာဘာလုပ်နေလဲဘာဖြစ်နေကြပြီလဲသူကလုပ်ငန်းရှင်ဖြစ်နေတယ်ကိုကဒီမှာ service provider ဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဂျားထဲမှာကိုကဘာလုပ်နေလဲဆိုတာသိအောင်ပြောသူ့ဘက်ကဘာလုပ်နေလဲဆိုတာကိုကသိအောင်မှိုက်လာခဲ့ဒါပဲရောင်းအောင်ဖို့မဟုတ်ရောင်းဖို့ကနောက်မှလုပ်လို့ရတယ် short မရှိဘူးဆိုတော့အဲ့ဒါတွေပြင်ဖို့လိုတယ်ကွာအဓိကဒီ project လိုက်တယ် project pitch တယ်ဆိုတာကိုဘလောက်အင်စာလောက်ထားလဲဆိုတဲ့ပုံမှာအများကြီးမူတည်တယ်ကိုကရန်သူတယောက်တိုက်မယ်ဆိုလို့ရှိရင်အဲ့ရန်သူရဲ့အင်အားဘလောက်ရှိလဲအဲ့ရန်သူဘာ view ဟာသုံးလဲဆိုတာကိုကအတွင်းကြသိတာလေးကိုကလိုက်ရတာလွယ်လေးပဲဆိုတော့ethically ရတော့မညီဘူးဆိုပေမဲ့လည်းတချို့နေရာတွေမှာကိုတို့ကျင့်သုံးရတဲ့ဟာတွေရှိတယ်ဘာလဲဆိုလို့ရှိရင်အတွင်းလူထားတာအခုထားပါတော့လုပ်ငန်းကြီးတစ်ခုမှာကိုတို့ project တစ်ခုလိုက်ချင်တယ်အဲ့လုပ်ငန်းကြီးမှာရှိတဲ့ manager လိုမျိုးဖြစ်ဖြစ်ဒီ decision maker level တယောက်ဖြစ်ဖြစ်အကိုတို့နဲ့ခင်တယ်ဆိုလို့ရှိရင်အကိုတို့အနေနဲ့ကအလေးသာဘယ်လိုအလေးသာလဲဆိုလို့ရှိရင်ဒီအပြမှာတော့တင်တာခေါ်တယ်လို့ခေါ်တာပေါ့နော်ဒီလူတွေအကုန်လုံးဒီ proposal တွေအကိုတို့ယူလိုက်တယ်အဲ့ဒီထဲမှာအဆင်ပြေတဲ့သူခေါ်မယ်ဆိုတဲ့ဟာမျိုးဒါပေမဲ့အဲ့လိုမျိုး project ပြိုင်လိုက်တဲ့အချိန်မှာကို့မှာအတွင်းလူရှိနေလို့ရှိရင်ဘာသိနိုင်လဲဆိုလို့ရှိရင်သူတို့ကိုဘယ်လို competitor တွေကိုယ့်ရဲ့ competitor တွေကဘယ်ဈေးတောင်းတာလဲဆိုတဲ့ဟာမျိုးဘယ်လို service ပေးတာလဲဆိုတဲ့ဟာမျိုးဆိုတော့အဲ့လိုမျိုးနီးလန်းနေလဲရှိရပေါ့နော်ဒါပေမဲ့အကြံမပေးဘူးဘာလို့လဲဆိုတော့သိုံပဲသိတာတချင်ညရလို့ရှိရင်လိုရရင်တော့ထုတ်သုံးပါနော်တေကန်နီးကြရင်တော့ထုတ်သုံးပါမသေးသေးဘူးဆိုလို့ရှိရင်တော့တတ်နိုင်မြတ်ရှောင်းကိုအားမပေးဘူးမြန်မာပြည်မှာနေတော့အဲ့နီလန်နေရောက်သိတာမဟုတ်အဲ့ဒါကြောင့်လို့
တခါတလေကိုတို့က project မလိုက်ခင်ဘာလုပ်ရလဲဆိုလို့ရှင်အရက်ဝယ်ရတယ်အရက်တော့တိုက်ရတယ်အဲ့လိုခင်သွားပြီဆိုလို့ရှင်တပတ်လောက်ခင်အောင်ပေါင်းသွားပေါင်းပြီးတော့မှနောက်တစ်လလောက်နေမှအဲ့ project ကိုလိုက်တဲ့ဟာမျိုးဆိုတော့အဲ့ဒါမျိုးလုပ်လို့ရတယ်ဒါပေမဲ့ဒါဟို recommend မပေးဘူးနော်ဟိုကိုကဟိုဟာဖြစ်လာပြီဆိုတဲ့အတွက်ကြောင့်မလို့ဘယ်လိုပြောမလဲ educated person တယောက်လည်းဖြစ်တယ်ခုနလည်းပြောလို့ဟိုကိုရောင်းတဲ့ service ကို service ကိုလည်းကိုတန်ဖိုးထားရဆိုလို့ရှိရင်ကိုယ်တိုင်ကလည်း ethic နဲ့ညီတဲ့လူမျိုးဖြစ်ဖို့လိုအပ်တယ်အဲ့တော့ကြောင့်မလို့တချို့နီးလန်းတွေကတိတာမသုံးနဲ့ကိုယ်တိုင်လည်း ethic ရှိနေအဲ့ကောင်ကဒီကိုယ့်ရဲ့ဂုံတိတ်ခါပဲကွာတိလားဘာလို့လဲတော့မင်းက sales ကဘလောက်ပဲရနေမင်းကဟိုကြီးတဲ့ဘလောက်ပဲချမ်းသာမင်းအသက်နဲ့မညီဘူးဆိုလို့ရှိရင်ဟိုအကိုတို့ကတော့အထင်မကြီးဘူးဆိုတော့ဟိုအဲ့ဒါလေးကသတိထားဖို့ project လိုက်တဲ့အချိန်ဆိုတော့မှမေးချင်တာရှိလားမရှင်းတာရှိလားမေးချင်တာရှိလားမရှိဘူးကျန်တဲ့သူတွေကတက်ဆရာမ page ကမှာနဲ့စီးရအောင်ကျွမ်းလိုက်လားငါလူတွေကလုံးနေနေဒီကဟိုလေတခုမေးဖို့ပါလေတကယ်လို့ကျွန်တော်တိုင်းမယ်ပဲထားပါဖင်နှိုက်လိုက်ပေါ့တချို့ကြတော့ဥမာအခုလို့ကျွန်တော်လည်းဘယ်လောက်ရမှာမသိဘူးဘယ်ရလဲကျွန်တော် personally အရင်ခင်နေအရင်သိရပါတော့ဘယ် business လို့လောက်မှာကိုကမသိဘူးဒါပေမဲ့အဲ့လိုသူတို့ကတန်းပြီးတော့စကားတန်းပြောချင်တယ်ဆိုရင်ဥမာပဲကျွန်တော်လုံးနေတာကိုလောက်ရမယ်ကိုတောင်းပြီးတော့ပေးချင်မယ် business ကိုကကြိုတင်နေကြကိုက prepare လုပ်လို့ရတယ်အများကြီးတကယ်လို့ကိုကမသိဘဲနဲ့ချက်ချင်းပြန်လာလို့ကျွန်တော်ကပြောလို့ okay ငါတော့တာလုပ်မယ်ဆိုတော့မစားတော့ဆိုင်လာမသိ spa လာမသိတယ်ပဲနဲ့ဘေးအောင်ဒီတော့လည်းဆိုမသိရင်ကျွန်တော်အဲ့လိုမျိုးကျွန်တော် prepare လုပ်ချင်နေပါမယ်အများကြီး on the spot ခြေဖို့တာမဖြစ်နဲ့လေနည်းကမ်းလာဟိုခုနလိုပြောလို့ရှင်းပြလိုက်လေသိမလားညီလေးတချို့သူတွေကဈေးနိုင်တာလည်းရှိရသေးတာကွန်ပျူတာဈေးနိုင်တယ်ဟုတ်ကျွန်တော်ဆိုခဏလောက်တယ်ကျွန်တော်လည်းလောက်ရတယ်လို့သူများကြီးလည်းကျွန်တော်တို့လာလောက်တယ်အဲ့တော့ဟိုဈေးနိုင်တဲ့ဟာမျိုးလည်းရှိတယ်တချို့ client ကြောင့်လည်းတကယ်သိကျွန်တော်လည်းဖြစ်နိုင်တယ်ကွာတော့ဘယ်လိုပဲဖြစ်ဖြစ်ဘာလို့ရလဲဆိုလို့ရှိရင်သူ့ရဲ့ requirement တွေကိုပဲကောက်ခဲ့ဟိုခုနလိုပြောလို့ပေါ့နော်ကျွန်တော်စီမှာ pre package သွားလို့မရဘူးအဲ့တော့ဟို client ကိုအဲ့အချိန်မှာနားလည်အောင်တကယ် client ဖြစ်တယ်ဆိုလို့ရှိရင် client ကိုနားလည်အောင်ရှင်းပြ okay အခုဒါလုပ်ချင်တာဒါလုပ်ချင်တာဟုတ်ပါလားပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒါ requirement အနေနဲ့ကျွန်တော်ယူသွားပေးမယ်အခု business ကိုကျွန်တော်တို့ဒီ analyze လုပ်မယ်ပြီးသွားဆိုရင်ကျွန်တော်တို့ audit လုပ်ပေးမယ်အဲ့ကနေမှကျွန်တော်တို့အကိုနဲ့အတင်းတော်ဆုံးဖြစ်မဲ့ဒီ service package တခုကျွန်တော်တို့ create လုပ်ပေးမယ်ပေါ့နော်သူ့အဲ့ချိန်ကျဆိုရှင်တော့ Toki လွတ်ပေါ့ဗျာ Toki လွတ်တာတော့မဟုတ်ပါဘူးဒါကတော့ဟိုစေတနာနဲ့ပါစေတနာထားပြီးလုပ်ဘာလို့လဲဆိုတော့ဒီကုံတင်တာမကုံတင်တာမကုံအောင်နောက်ပြီးတော့ကုံတဲ့အချိန်မှာလည်း effective ဖြစ်အောင်ဆိုတဲ့ဟာမျိုးအဲ့လိုမျိုးသုံးပေးကွာဘာလို့လဲဆိုတော့ကိုကသူများအိမ်ထဲပတ်စံနှိုက်ရမယ်ကောင်းလေဆိုတော့ဟိုတထေးတွေနဲ့စကားပြောတဲ့အချိန်မှာအများနဲ့မှတ်ထားသူတို့ကနံပါတ်ပဲတည်တယ်နံပါတ်ပဲကြည့်ချင်တာငါဘယ်လောက်ဝင်မှာလဲသိမလားငါဘယ်လောက်ပြန်ရမှာလဲမင်းအခုအဲ့လာပြီငါမနေ့ပြန်ပတ်စံရမှာလားဆိုရက်ဒါတွေအများကြီးကြုံရလိမ့်မယ်အဲ့တော့ဟို client အောင်တေးချာရှင်းလင်းပြောဖို့လိုရတယ်အထူးသဖြင့်ဒီမြန်မာ industry ထဲမှာလုပ်ဖို့ဆိုပို့ဆိုးတယ် branding marketing ဟာပြောမနေနဲ့ marketing ဆိုပို့ဆိုးတယ်ဒီနေ့အပ်တယ်မနေ့ကလေးက sales လို့ကျင်တဲ့ဟာမျိုးဒီနေ့မှလာရတာမနေ့ကဘာလို့ sales ချနေရလဲဆိုတော့လာမေးတဲ့ကိစ္စမျိုးတွေရှိတယ်အဲ့တော့ဟိုသူတို့နားလည်အောင်ရှင်းပြပေးဖို့လိုတယ် okay branding လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ branding ဒီအချိန်လိုတယ်နောက်ပြီးတော့ဒီ marketing ဆိုတာကလည်းဒီ branding ကို inject လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ branding ခိုင်လာလို့ရှိရင် marketing ကပို့ပြီးတော့ effective ဖြစ်တယ်အဲ့ဒါဘာလို့ကျွန်တော်ပြောလဲဆိုလို့ရှိရင်ဟိုဟာဒီ concept အကိုတို့ project ဆိုလို့ရှိရင်အဲ့တိုင်းပဲကျွန်တော်တို့ branding ကိုဖိတယ်အရင်တော့သူ့ရဲ့marketing agency ကဘာဖြစ်လဲဆိုလို့ရှိရင်ဒီ media buying budget ကို
တော်တော်များများတောင်းတာကျွန်တော်အမောက်တော့မေ့ပါတော်တော်များများတောင်းတယ်ကျွန်တော်တို့အဲ့လိုမျိုး book store မှာတို့ကဒီ390တဲ့ဆိုတော့အရင်အဲ့ media sorry ဒီ marketing လုပ်တဲ့တယောက်ကတော့390တောင်းတယ်တဲ့ဒီ ads run မှုအတွက်အဲ့ ads run လို့ရှိရင်390 run လို့ရှိရင်ဘယ်လိုပြန်တိန်တရာ300ပြန်ရမယ်ပေါ့နော်ဆိုတော့တေးကြလားဆိုရင်မတေးကြဘူးအဲ့တော့ကျွန်တော်လည်းအမှစတွေ့ပေါ့နော်စတွေ့ပြီးတော့ကျွန်တော်တို့စကားပြောတော့အခုနောက်ဆုံးကျွန်တော်တို့လုပ်လိုက်တဲ့ campaign ဆိုလို့ရှိရင်ကျွန်တော်တို့ media ဘိုင်းကြီးဒီ Facebook မှာကြော်ညာတဲ့ဈေးက9သိန်းပဲသုံးတယ်ကျွန်တော်တို့အခုခဏလေးနော်အကျဉ်းမြင့်တော့လိုက်အောင်ကျွန်တော်တို့အခု180နဲ့မှဘေးရဟုတ်လားဟို41ယောက်ကို4သိန်းခွဲနဲ့မျိုးရှင်16သိန်းပါပေါင်းရထားတော့သိန်းဆိုဟုတ်တယ်ကျွန်တော်အခုဒီ social media ကြော်ညာကြီးက9သိန်းပဲကုန်လာတဲ့အချိန်မှာကျွန်တော်တို့ပြန်ရတာ300နဲ့မှ9000ရှိပြီဆိုတော့ costing ကိုအများကြီး short နိုင်တယ်ဒါပေမဲ့အဲ့ဒါဖြစ်ဖို့အတွက်ကိုကျွန်တော်တို့3လလောက်အချိန်ပေးထားရတယ်လို့ကျွန်တော်တို့ client ရဲ့အရင်ကဒီ personal branding ကလည်းရှိနေပြီလားဆိုတော့ကျွန်တော်တို့ရန်တော်နေလို့လည်းမဟုတ်ဘူးတချို့ဟာလေးက trick ကြီးလုပ်ဖို့ပဲလိုတာကွာသိလားstorytelling changes လုပ်ပဲကျွန်တော်အဲ့ဒါလည်းပတ်သက်ပြီးအများပြောပါတယ်ကျွန်တော် client စားတောက်ဆိုင်ဆိုလို့ရှိရင်ဝန်ထမ်းမရှိလို့ဝန်ထမ်းမခက်နိုင်တဲ့ဟာကိုဝန်ထမ်းမခက်နိုင်ဘူးလို့ကျွန်တော်တာကြော်ညာလို့မရဘူးသူကိုယ်တိုင်စပွဲထိုးနေရတယ်ကျွန်တော်ဘာလို့ကြော်ညာရလဲစပုံဦးကိုယ်တိုင်တဲခင်းပြီးတဲ့စားတောက်ဆိုင်ဆိုပြီးကျွန်တော်ကြော်ညာရတယ်အဲ့ဒီအချိန်မှာ sales ကတိတိတတ်လာဟိုအလောက်တက်လာတယ်ကျွန်တော်တို့အရင်ရောင်းနေရတာ300ဝန်းကျင်ကနေကျွန်တော်တို့ baseline 1500အထိတက်လာ80ပေါ့နော်ဆိုတော့အဲ့လောက်ထိတက်လာတယ်ဆိုတော့ effective ဖြစ်တယ်လို့ပြောလို့ရတာကွာတချို့ပြဿနာတွေကအကြီးရှင်းစရာမလိုတသေးလေးကနေအများကြီး effective ဖြစ်တဲ့ဟာမျိုးရှိတယ်ဆိုတော့အဲ့ဒါတွေကဒီကိုယ့်ရဲ့ client ကိုဘယ်လောက်သိလဲဆိုတဲ့ဟာပုံမှာမူတည်တာပေါ့နော်